no? Number 3, wide, no? A bag, 3 bags. Bags or 3 bags or aha. S ထဲရမှာလား S မထည့်ရဘူးလား 3 bags ဆိုတော့ S တန်ပါလားမပါဘူးလားဆိုတာပြောပါပါအခုက S တန်ပါနော် bags B A G S bags ဘာဖြစ်လို့ S ထည့်လာလဲဆိုတော့တခုပဲဆိုS မထည့်ဘူးပေါ့တန်းခုတို့ကနှစ်ခုသုံးခုလေးခုငါးခုဘတ်တွေကအများကြီးဆိုရင်တို့က S ထည့်ရမှာပေါ့နော် S ထည့်ရမှာ S ထည့်လိုက်မယ်နော် a cake 4 cake 4ပါလေ 4 cakes Sတန်ပါလေနော်ဖုန်းနဲ့ထဲမှာတော့မှ Jolly ဖုန်းနဲ့ထဲမှာတော့မှ The snake in the ground The snake in the ground The snake in the ground တချင်းတော့မှရှိသေးရဲ့အဲ့လိုCakes S stand by cakes no a branch 6 branch B O Y S branch အနောက်မှာ S လေးထည့်ရုံပဲဘာဖြစ်ဖြစ် S ထည့်ရုံပဲဒါပေမဲ့သူကအများကြီးမှ S ထည့်ရမှာနော်တခုပဲဆို S ထည့်လို့မရဘူးအများနှစ်ခုသုံးခုလေးခုငါးခု၆ခုခုနှစ်ခု၈ခု၉ခု၁၀ခုအဲ့လိုမှ S ထည့်ရမှာနော်တချို့ဟာဆိုရင်များရဆိုရင် ES ထည့်ရပါနော်အခုကS ခံပဲစီကြဆိုတော့ ES ခံကES ခံကလိုသေးရဲ့ပေါ့နော်လိုသေးဟုတ်တယ် ES တို့ IE လို့လိုသေးရဲ့ဘယ်လောက်လိုသေးရဲ့ဆိုတော့ဆမတို့ကတမီးကပေါ့ဒီရောက်ပြီးသွားပြီပြီးသွားပြီဒီရောက်ပြီပေါ့ဒီပြီးသွားပြီမျိုးကfrogs ဘာနော် frogs ဆိုတော့ S ထည့်ရုံပဲအကောင်လုံးအများဆိုရင် S ထည့်ရုံနဲ့ပဲ S ES S ES S SS CS IS ထည့်ရုံပဲအများဆိုရင်ကျွန်တော်ဟာထည့်ရမလို့နော် frogs S တန်ပါဆိုS တန်ပါဆိုသူက frogs နော် first က S ထည့်ရုံပဲ apple ဒါ apple ကဟောနော်AIOU ထဲမှာပါတယ် AIOU ထဲမှာလည်းပါတယ်ဒါ ANN မဟုတ်တော့ဘူး S လို့ထည့်ရမှာနော်an apple ကြားလားဟို an apple an နော်အစားအုံးက A ကြည့်ပဲ
ပြီးတော့ an လား an apple 20 apples 20 apples 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 the snake is in the ground the snake is in the ground the snake is in the ground အဲ့ကပြားလေးရှိရဲ့အဟာကိုအမျိုးကတင်ရရဲ့ဟုတ်နော်ငောင်းကတင်ရရဲ့ girls a girls 7 girls နော် s ထည့်အောင်ပဲ girls ဆိုတာ s ထည့်အောင်ပဲကျန်တာဘာမှထည့်ရှာမလို့ s အားထည့်အောင်ပဲ bees bees a bees 20 bees bees ဆိုတော့ s ပဲထည့်အောင်ပဲ a window 9 windows အဆောင်က window မှာ s မပါဘူးကျန်တဲ့ဟာရောအဆောင်မှာ bag လဲ s မပါဘူး cake လဲ s မပါဘူး boy လဲ s မပါဘူး frog လဲ s မပါဘူး apple လဲ s မပါဘူး girl လဲ s မပါဘူး b လဲ s မပါဘူး window လဲ s မပါဘူးဆိုတော့သူကဒီဘက်ကအများဖြစ်သွားပြီအများဖြစ်သွားတော့ s တွေထည့်ရအောင် s မထည့်လို့မရဘူးထည့်လို့မရမို့ထည့်ရမှာဒီဘက်ကထည့်ရမှာဒီဘက်ကမထည့်ရဘူးဒီဘက်ကသူ့ရေးပေးထားဒီဘက်ကကိုယ်တိုင်ရေးရမှာနော်ကိုယ်တိုင်ရေးရပဲဒီဘက်သူ့ရေးပေးထားတဲ့ဘက်ရင်ရှိပါရဲ့ဒီလိုလေးပါဒီလိုလေးရေးရမှာနော်အဲ့လိုရေးရမှာနော်windows 9 windows a board 5 boards and eyes 2 eyes ဆိုတာကျန်တဲ့eyes က4လုံး5လုံး6လုံး9လုံး10လုံး9လုံး10လုံး10လုံးစီမရှိဘူး eyes က2လုံးပဲရှိရမျက်လုံးက2လုံးပဲရှိရလေ10လုံးလို့မရှိဘူးလေနော်နှလုံးပဲရှာဆို S ထည့်အောင်မနှလုံးလည်းဘာမှမဖြစ်ဘူး S ထည့်ရမှာပဲเนาะဘိုင်ပြီးတော့ပါပြီ